ပွင့်လင်းစာပြုလာပြီးဖြစ်တဲ့မြန်မာနိုင်ငံမှာသတင်းချက်လက်တွေကိုဖြန့်ဝေစည်းစိမ်တဲ့နေရာမှာပုဂ္ဂလိကပိုင်းနှစ်စဉ်ထုတ်သတင်းစာတွေအပတ်စဉ်ထုတ်ဂျာနယ်တွေရှိနေပေမဲ့တိုးတက်လာတဲ့နည်းပညာတွေနဲ့အတူ Facebook လို့ခေါ်တဲ့လူမှုရေး website တွေပေါ်ကနေတဆင့်ရေးသားဖြန့်ဖြူးတာတွေဟာသတင်းပြန့်နှံ့မှုပိုမိုမြန်ဆန်မှုရှိနေတယ်လို့သတင်းလေးလာစောင့်ကြည့်သူတွေကသုံးသပ်ကြပါတယ်။မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ပြည်ပဖြစ်ရပ်တွေဖြစ်ပွားနေချိန်တွင်မှဆိုရင်ဘာသာရေးလူမျိုးရေးပေါ်ကျန်းတဲ့စကားလုံးတွေကိုအသုံးပြုပြီးဝေဖန်ပုတ်ခတ်ရေးသားတဲ့စာသားတွေကိုလူတချို့က Facebook ကိုအသုံးပြုပြီးလှုံ့ဆော်ဖြန့်ဝေခဲ့ကြပါတယ်။လက်ရှိချိန်မှာအလွယ်တကူသတင်းပြန့်နှံ့လွယ်တဲ့ Facebook ကိုမကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့အသုံးပြုလာတာများတယ်လို့မြန်မာနိုင်ငံသတင်းစာဆရာများသမဂ္ဂကဦးစောသက်ထွေးကပြောပါတယ်။ Facebook ရဲ့အားသာချက်ကိုအသုံးပြုပြီးတော့နိုင်ငံရေးအတားစီးရယူအောင်ကြိုးပမ်းဆောင်ရွက်နေတာရှိတယ်။နောက်တစ်ခုကဘာသာရေးအရဒီလိုမျိုးပဋိပက္ခတွေဖြစ်ပေါ်အောင်လှုံ့ဆော်နေတာရှိတယ်။အဲ့တော့ဒါကတော့ Facebook ကိုမကောင်းတဲ့ရည်ရွယ်ချက်နဲ့အသုံးချတဲ့လူတွေတဖြည်းဖြည်းများပြားလာတာကိုတွေ့ရတယ်။လူမှုရေး website တွေကလည်းအကြမ်းဖက်လှုပ်ရှားမှုတွေဖြစ်ပေါ်အောင်လှုံ့ဆော်နေတဲ့သူတွေရှိသလိုတချို့ကလည်းလူမှုရေး website တွေရဲ့သဘောတဘာဝကိုနားမလည်တာကြောင့်ကိုယ်တိုင်ဖြန့်ဝေသလိုမျိုးဖြစ်သွားတာတွေလည်းရှိတယ်လို့ blogger ကိုနေဖုံးလက်ကပြောပါတယ်။ရည်ရွယ်ချက်ရှိနဲ့ဒီလိုမျိုးစုပုံမှုတွေဖြစ်အောင်လှုံ့ဆော်နေတာရှိတယ်လို့တချို့ကြောက်လည်းအဲ့လိုရည်ရွယ်ချက်ရှိရလို့မဟုတ်ဘူးပေါ့နော်ဒီ online သဘောတဘာဝကိုနားမလည်ပဲအဲ့လိုမျိုးတစ်ဖက်ကဆွဲတဲ့နောက်ကိုပါသွားပြီးတော့အဲ့လိုကိုကပါလိုက်ပြီးတော့ရေးမိတာတွေကိုကပါ like လုပ်မိတာတွေ share လုပ်မိတာတွေဆိုတော့မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းတဲ့လုပ်ငန်းစဉ်တွေကိုနှေးကွေးသွားအောင် Facebook ကိုတုံးချပြီးဟန်တာနှောက်ယှက်နေတဲ့အုပ်စုတွေလည်းရှိတယ်လို့ဦးစောသက်ထွေးကသုံးသပ်ပြောဆိုပါတယ်ဒီမိုကရေစီအင်အားစုတွေက icon တွေကိုကျွန်တော်တို့တိတ်ခါကြအောင်ကျွန်တော်ဂုံဒီညှို့နှောင်းတက်တိုက်ခိုက်ဖြစ်စီနေတဲ့ကျွန်တော်အစုအဖွဲ့တွေလည်းရှိတယ်အဲ့အစုအဖွဲ့တွေလက်ကနောက်ကကျွန်တော် invisible hand မမြင်ရတဲ့လက်တွေရှိတယ်အဲ့လက်တွေကနေမှကျွန်တော်တို့ technical support financial support တွေပေးပြီးတော့မှကျွန်တော်တို့မြန်မာနိုင်ငံကို democratic transition democracy ပြည်ပြင်ပြောင်းလဲမှုကိုဟန်တာနှောက်ယှက်ဖို့အရှိန်နှိမ့်ဝေးသွားဖို့တယောက်နဲ့တယောက်ကြားထဲမှာအထင်မြင်လွဲအောင်လို့ဆိုပြီးတော့ကြိုးပမ်းအားထုတ်နေတာတွေကိုတူးချင်းမလိုက်ဘူးပဲအုပ်စုလိုက်ကိုတွေ့နေရရှိတယ်မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ပြည်ပခါတွေဟာလူမှုရေး website တွေကိုအသုံးပြုပြီးလှုံ့ဆော်ခဲ့တဲ့အတွက်အစိုးရအနေနဲ့အဖွဲ့အစည်းတစ်ခုဖွဲ့ပြီးလေးလာစောင့်ကြည့်ဖော်ထုတ်ဖို့လိုတယ်လို့ The Voice Daily သတင်းစာအယ်ဒီတာချုပ်ဦးကျော်မင်းဆွေကတိုက်တွန်းပြောဆိုပါတယ်အစိုးရကလည်း cyber လုံခြုံရေးစံတမ်းတွေကိုရေးမဟုတ်ဘူး cyber လုံခြုံရေးလား IT ပညာရှင်တွေအစိုးရလည်းတတ်နိုင်တဲ့နော်ဒီ infrastructure ဘိုင်းဆိုင်ရာထောက်ပံ့မှုနော်နေရာထိုင်ခင်းတို့ဒီစောင့်ကြည့်လို့ရတယ်အောင်ဒါမျိုးလုပ်ပြီးလို့ပဲဆိုရလဲဒါကိုအားတည်းရောလုပ်ဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့ဖြစ်သွားတဲ့ပြဿနာတွေအားလုံးလူလာပုဒ်အခြေခံပြီးစီးရိုးသွားတာ online မှာဆင် Facebook မှာဆင်ဟိုအများတယ်တွေ့ရတယ်online တွေပေါ်ကတဆင့်ကျန်းမာစုပူမှုတွေဖြစ်အောင်ရည်ရွယ်ချက်ရှိဖန်တီးနေတဲ့သူတွေကိုတားဆီးအရေးယူဖို့အထိမြန်မာနိုင်ငံမှာ IT နည်းပညာမရှိသေးဘူးလို့ကိုနေဖုံးလက်ကပြောပါတယ်။ရည်ရွယ်ချက်ရှိလုပ်နေတဲ့သူတွေဆိုတော့အားလုံးလည်းသိပါတော့အခုလည်းတော်များများကိုနာမည်နဲ့တော့ထုတ်ပြောလာကြပြီပေါ့နော်လူလူမောင်ကလူတို့ opposite eye တို့နောက်ပြီးတော့မြန်မာနိုင်ငံမြို့သားလှုပ်ရှားမှုကော်မတီဆိုလာအဲ့လို page တွေပေါ့နော်အဲ့ page တွေကကြတော့သူတို့ရည်ရွယ်ချက်ရှိနေကိုဒီလိုလှုံ့ဆော်မှုတွေလုပ်နေတာပေါ့နော်အဲ့လိုဟာမျိုးတွေတွေ့ရအဲ့တော့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဒီဟာတွေကဘယ်သူတွေလဲဆိုတော့ဒီနီးပညာရလိုက်ဖို့ကြတော့နည်းနည်းအခက်အခဲရှိတယ်ဗျကျွန်တော် ID သမားတွေနဲ့လည်းကျွန်တော်မေးကြည့်တဲ့အခါကျတော့မြန်မာနိုင်ငံမှာအဲ့လို like ဘယ်ကနေဘယ်လိုလုပ်နေလဲဆိုတော့ like နိုင်တဲ့အရေးချင်းပေါ့နော်ဆန်း capacity မရှိသေးဘူးဆိုတော့တွေ့ရ Facebook ကို NDM မရှိအောင်သုံးစွဲဖို့အတွက်စောင့်ထိန်ရမယ့်ကျင့်ဝတ်တွေကိုလက်ဆင့်ကမ်းဝေမျှဖို့လိုတယ်လို့ကွန်ပျူတာပညာရှင်ဦးရဲမြတ်သူကအကြံပြုပြောဆိုပါတယ်နောက်ပိုင်းမှာတော့အဲ့ဒီပုံမှာသုံးရမယ့် attitude လိုဟာမျိုးပေါ့နော် ethic လိုဟာမျိုးဒီစောင့်ထိန်ရမယ့်ကျင့်ဝတ်တွေပါတွေဆိုတာမျိုးတွေဟိုနောက်လာတဲ့မျိုးဆက်တွေကိုတဖြည်းဖြည်းလက်ဆင့်ကမ်းပေးနိုင်တယ်ဆိုလို့ရှိရင်တော့ဒါလိုချင်လိုလာမှာပေါ့ဒါပေမဲ့များသောအားဖြင့်တိတ်ချုပ်တီးထားလို့လည်းဒီပြဿနာတွေကပြည်နေသွားမှလည်းမဟုတ်ဘူးဆိုတော့ဒီလိုပဲသွားနေမှာပဲမြန်မာနိုင်ငံမှာ Facebook လို့ခေါ်တဲ့လူမှုရေး website ကိုကောင်းမွန်တဲ့ရည်ရွယ်ချက်တွေနဲ့အသုံးပြုမယ်ဆိုရင်များစွာအကျိုးရှိနိုင်စေတယ်လို့ပညာရှင်တွေကပြောဆိုကြပါတယ်ခင်ဗျာ